ဒီတရားမဝင်မှောင်ခိုရောင်းဝယ်မှုဈေးကွက်ပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာဆိုလို့ရှိရင်လည်းဒီ Langer မြောက်တွေကိုကျွန်တော်တို့ဒီနာမည်ကြီး celebrity တွေကအစားဒီလိုမျိုးခေါ်ပြီးတော့မွေးပြတာမျိုးတွေရှိတယ်ပြီးတော့တချို့တွေဆိုလို့ရှိရင်လည်းဒါဒီနေရာမှာတစ်ခုရှိတာဗျတခြားတိရစ္ဆာန်တွေကိုကျွန်တော်ဒီမုတ်ဆိုးတွေရှိရကဲတယ်ဆိုလို့ရှိရင်ကကြတော့ဒါဒီတိရစ္ဆာန်တေမဲ့ဘေးကကဲလာတာဆိုပြီးတော့ဒါနည်းနည်းအခန့်ရှိသေးတယ်ပေါ့နော်ပြောလို့ရသေးတယ်ဒါပေမဲ့မြောက်ကကြတော့ဗျမြောက်အပေါက်လေးတွေလိုချင်လို့ရှိရင်အမေကြီးကိုတန်းတန်းနဲ့ပြစ်ချပြီးမှအပေါက်လေးတွေရတာပေါ့နော်ဆိုတော့တချို့မြောက်ပေါက်လေးတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမြောက်ပေါက်လေးတွေဘက်ကကြာတာဖြစ်တဲ့အတွက်ကြောင့်လက်ကျိုးနေတာရှိတယ်မျက်လုံးကန်းနေတာရှိတယ်ဟဲ့လားမျက်နှာတစ်ဖက်တချို့ဆိုလို့ရှိရင်ဆိုးရဒီမေးအန်နေပါပြုတ်နေတာမျိုးတွေဗျာအဲ့လိုမျိုးတွေဆိုတချို့ကြတော့လဲဒါကျွန်တော်တို့ဒီတန်သားတက်ပြီးတော့ဝယ်လိုက်ကြတယ်ဒါပေမဲ့ဝယ်တော့လဲဒါရှင်လားဆိုတော့မရှင်ဘူးပေါ့နော်ဒီမြန်မာလူမျိုးတွေရဲ့ဒီတလိမ့်ဆန်တွေပေါ့တနာတက်တဲ့ဓာတ်ခံကိုအတုံးချတာလို့ပဲပြောရမှာပေါ့နော်ဆိုတော့မြန်မာလူမျိုးတော်တော်များများဒီဖျားမှာဆိုလို့ရှိရင်လည်းဒီငှက်လွတ်တာကဒါပြန်ဖမ်းမဲ့ဆိုတာတိတိနဲ့ဒါကူညီပေးတယ်ပေါ့ဗျာဒီကုသိုလ်ရပါတယ်ဆိုပြီးတော့ဒါလွတ်ကြတယ်လွတ်ကြတဲ့အတွက်ကြောင့်ဒီငှက်ပြန်ဖမ်းတဲ့သူတွေရဲ့ဒါစီးပွားရေးကိုဒါကူညီပံ့ပိုးပေးနေရရောက်တယ်ပေါ့ဒီမှောင်ခိုရောင်းဝယ်မှုဈေးကွက်ကလည်းဒီလိုပါပဲဆိုတော့ဒီမုတ်ဆိုးတွေနေရာမှာဒါသူတို့မှလှုပ်ရှားနေရနှစ်နည်းပဲရှိတယ်အသေးရောင်းမလားအရှင်ရောင်းမလားပေါ့နော်အသေးရောင်းတယ်ဆိုလို့ရှိရင်ကတော့ဒါကျွန်တော်တို့ဒီရက်ကွက်ဈေးမှာပဲရောင်းသူတို့ဘယ်နေရာမှာပဲရောင်းသူတို့ဒီရောင်းလိုက်လို့ရတယ်ပေါ့နော်ဒါပေမဲ့အရှင်ရောင်းမယ်ဆိုလို့ရှိရင်ကတော့တချို့မုတ်ဆိုးတွေကတော့ဒါကိုယ်တိုင်ရောင်းကြတယ်ဒါပေမဲ့တချို့ကြတော့လေကျွန်တော်တို့တဆင့်ကန်ဒီမျိုးတွေမှာမှောင်ခိုရောင်းဝယ်မှုဈေးကွက်တွေရှိကြတယ်ပေါ့နော်ဆိုတော့ကျွန်တော်ရန်ကုန်လူမျိုးတွေမှာလည်းရှိကြတယ်ဒီနေရာမှာဒီ Langer မြောက်ပေါက်လေးတွေကိုတနာလို့ဆိုပြီးတော့ဒါအင်ခေါ်မွေးတဲ့ထဲမှာဒါတော်တော်များများတေသွားရတဲ့အဓိကအကြောင်းရင်းကတော့ဒါငှက်ပြောသီးကျွေးလို့ပဲဖြစ်ပါတယ်ဒီကောင်တွေကသဘာဝမှာဆိုလို့ရှိရင်တော့ဒီတိရွက်တွေကိုပေါ့နော်အဓိကစားတဲ့ဒါ leaf eating monkey မျိုးစိတ်တွေဖြစ်တယ်ပေါ့နော်ဆိုတော့ဒီကောင်တွေကသဘာဝမှာဆိုလို့ရှိရင်သူတို့စားတဲ့ဒီအရွက်အမျိုးစားတွေရှိတယ်အဲ့ဒါတွေကိုအဓိကထားပြီးစားတယ်ဒါသူတို့ရဲ့အစာအိမ်ဟာဆိုလို့ရှိရင်ဒီနွားနဲ့တူတယ်ပေါ့နော်ဒီလိုမျိုးလူနေအိမ်မှာမွေးကြတဲ့အချိန်မှာကျွန်တော်တို့ဒီ jelly တို့ငှက်ပြောသီးတို့အဲ့လိုမျိုးဟာတွေကျွေးကြတဲ့အတွက်ကြောင့်တကြားတဲ့လွန်ကဲပြီးတော့အရွယ်မရောက်ခင်မှာပဲဒါတေဝါကြတဲ့ Langer တွေရာဆိုလို့ရှိရင်လည်းဒါမရေမတွက်နိုင်အောင်ပဲပေါ့နော်အရှိမဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီဥပမာတွေအများကြီးမြင်မှုကြမယ်လို့ထင်ပါတယ်ကျွန်တော်တို့ဒီနာမည်ကြီးလူတွေကအစပေါ့နော်ကျွန်တော်တို့ဒီလိုမျိုးမြောက်တွေအထူးသဖြင့်မြောက်ဆိုတဲ့နေရာမှာဗျာဟိုလိုမျိုးကျွန်တော်တို့ဒီဖျားမှာတွေးတဲ့အဲ့လိုမျိုးမြောက်အညိုရောင်ဟိုလိုမျိုးမြောက်ဆက်တို့ပါတော့အဲ့လိုမျိုးကောင်းတွေကိုပြောတာမဟုတ်ဘဲနဲ့ဒီလိုမျိုးမျိုးတုံးမှုအန်နီယန်နဲ့အရန်နီးနေပြီဖြစ်တဲ့ဒီလိုမျိုးLanger မြောက်တို့မြောက်လွဲကျော်တို့အဲ့ဒါမျိုးတွေကိုဒါပေါ်တင်မွေးပြနေတာတွေကိုတွေ့ရတယ်ပေါ့နော်ဆိုတော့တော်တော်များများကလည်းဒါတက်ဆိုးမရှိကြဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့လူစားတဲ့အစာဖြစ်တဲ့ကျွန်တော်တို့ဒီ jelly တို့တခြားဟာတွေပေါ့နော်လူစားတဲ့ထမင်းတို့အဲ့ဒါမျိုးတွေကိုကျွေးတာဖြစ်တဲ့အတွက်ကြောင့်တော်တော်များများကတော့ဒါတက်ဆိုးမရှိကြပါဘူးဆိုတော့အခုကြည့်နေတဲ့ထဲမှာလည်းဒါအရင်ကဒီလိုမျိုး Langer မြောက်ပေါက်လေးတွေကိုမတိလို့ဝယ်မိတယ်ဒါငါးလက်ထဲမှာရပ်ပိုင်းလေးနဲ့တီသွားတယ်ဘာကြောင့်လဲမသိဘူးဆိုလို့ရှင်တော့အခုလောက်ဆိုလို့ရှင်တော့ဒါတီးလောက်ပြီလို့ထင်တယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးတီးလို့ပဲဖြစ်ဖြစ်မတီးလို့ပဲဖြစ်ဖြစ်ဒီလိုမျိုး illegal wildlife trade ပေါင်ကိုရောင်းဝယ်မှုဈေးကွက်မှာဒီလိုမျိုးမျိုးတုံးမှုအန္တရာယ်နဲ့ရင်ဆိုင်နေ